မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့လူတိုင်းကြိုက်ပြီးတော့လူတိုင်းမချက်တတ်တဲ့ဝတ္တနိချက်ချနီးလေးကိုကျွန်တော်မျှဝေလိုက်ပါတယ်ဝတ္တနိချက်ချက်ဖို့အတွက်အရင်ဆုံးကျွန်တော်တို့အသားကိုရတာနေပါမယ်ရတာတော့ကတော့စသားမုံစားတကြားစနွင်းမုံပင်ကပြားရဲ့အကျဲပင်ကပြားရဲ့အပြစ်ပေါ့နော်အသားရဲ့အနေထားပေါ်မူတည်ပြီးတော့ရတာအနေများစီထည့်ပေးရမှာဖြစ်ပါတယ်ရတာတွေထည့်ပေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုလိုမျိုးသမတ်တော်အောင်နေပြီးတော့နိုင်ဝက်လောက်နှက်ပေးထားပါမယ်အသားကိုရတာနှက်ထားတဲ့အချိန်မှာတော့ကျွန်တော်တို့စက်သွန်ကြီးခွာပြီးသားလေးတွေကိုနှုတ်ဆင်းပေးပါမယ်ဒါလေးနဲ့မိမိကနုံနုံမစင်းညုံဆိုလို့ရှိရင်ခပပလေးတီးပြီးတော့စုံနှညက်သွားအောင်ထောင်းလို့ရပါတယ်ကျွန်တော်တို့တွေကအနှစ်ရအောင်ချမဖြစ်တဲ့အတွက်ကျက်သွန်နီလေးကိုတေးသေးမမွားလေးတွေဖြစ်နေဖို့လိုပါတယ်ခင်ဗျာဒါကျွန်တော်ကျက်သွန်နီတေးသေးလေးလီးပုံလီနီလေးကျွန်တော်ပြပေးထားပါတယ်အသုံးဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြည့်သွားလို့ရတယ်ပေါ့နော်အသုံးမဝင်ဆိုလို့ရှိရင်တော့ကြော်သွားလို့ရပါတယ်ယခုလိုမျိုးလုပ်ပြီးဆိုလို့ရှိရင်ဓားလေးနဲ့ပြန်လီးလိုက်ရတယ်ပေါ့နော်ကျက်သွန်မျိုးကျက်သွန်နီကျွန်တော်တို့ဂျင်းလေးပါထည့်ပို့ကောင်းပါတယ်ဒါလေးကတော့အရင်တော့ကျွန်တော်တို့အိုးကိုစီပူအောင်ထားပါမယ်စီပူဆိုလို့ရှိရင်တော့တကြားလေးတမင်းစားသွန်းတစ်စုံတော့ကျွန်တော်တို့ထည့်ပြီးတော့အယောင်ယူမှာဖြစ်တဲ့အတွက်တကြားလေးကြိုပေးရမှာဖြစ်ပါတယ်တကြားလေးခုနေထားရောက်လာပြီဆိုလို့ရှိရင်တော့တတိထားပေးရတယ်ပေါ့နော်တူးသွားတတ်ပါတယ်အခုလိုမျိုးအယောင်လေးညိုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအရသာနှက်ထားတဲ့ဝက်သားထည့်ပေးရမှာဖြစ်ပါတယ်ဝက်တနီချက်ချက်တဲ့နေရာမှာတော့ကျွန်တော်တို့တွေသုံးတက်သားအောင်သုံးတာပို့ပြီးကောင်းတယ်ပေါ့နော်ကျွန်တော်ကတော့အသားကြီးပဲများတဲ့အတွက်အစီသိမ့်မထွက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်စီမများလေးသုံးပေးထားပါတယ်ကျွန်တော်ရတာနေထားတဲ့အရင်နဲ့ပဲကျွန်တော်တို့ဝက်သားကိုခြောက်ပြီးတော့တင်းသွားတဲ့အထိပေါ့နော်မကြက်တစ်ချက်ဖြစ်သွားတဲ့အနေထားဒီပဲအခုကျွန်တော်ပြထားသလိုမျိုးဗီဒီယိုမှာပြထားသလိုမျိုးလေးလုံးမေးရမှာဖြစ်ပါတယ်ယခုလောက်အနေထားလေးကျွန်တော်တို့ရေခမ်းပြီးစီလေးထွက်လာပြီဆိုလို့ရှိရင်တော့ခဏဖယ်ထားမယ်ဖယ်ပြီးဆိုလို့ရှိရင်ကျွန်တော်ကစီနေနေတဲ့အတွက်စီတက်ထည့်မယ်စီပူလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နှုတ်ဆင်းထားတဲ့ကျက်သွန်အဖြူနီချင်းပေါ့နော်ထည့်ပြီးတော့ကျွန်တော်တို့တွေကျက်သွန်နီနုံပြီးအနှစ်ရလာတဲ့ဒီစီတက်ပေးရမှာဖြစ်ပါတယ်သုံးတက်သားဆိုလို့ရှိရင်တော့ကျွန်တော်တို့စီထွက်တယ်ပေါ့နော်ကျွန်တော်ကသုံးတက်သားနဲတဲ့အတွက်အသားများတဲ့အတွက်စီမထွက်ပါဘူးအဲ့တော့ကျွန်တော်စီမများလေးသုံးပေးထားပါတယ်ကျက်သွန်နီလေးတော်တော်လေးနွားလာပြီဆိုလို့ရှိရင်စားဟင်းခက်မုံလေးထည့်ပြီးတော့ကျွန်တော်တို့တွေရတာဝင်အောင်လို့ပြန်မှုလိုက်ပါမယ်။နည်းငယ်မှုပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဖယ်ထားတဲ့ဝက်သားထည့်ပေးရမှာခင်ဗျာ။ဝက်သားထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်သမတ်သွားအောင်လုံးပါမယ်။ကျက်သွန်နီရဲ့နဲ့ဝက်သားနဲ့သမတ်သွားအောင်နာလေးလုံးပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေရေထည့်ပါမယ်။ရေကိုတော့ကျွန်တော်တို့ဝက်သားနူးလောက်တဲ့ရေနေထားပါဘောနော်။တခါတည်းမှန်းပြီးတော့ထည့်ပါမယ်။ထည့်ပြီးဆိုတော့လည်းကျွန်တော်တို့အဖုံးအုပ်ပြီးတော့ဘောနော်။ဝက်သားရေမခန့်တခန့်ဖြစ်တဲ့အနေထားဒီကိုနှက်ပေးထားမယ်ဘောနော်။နှက်တဲ့အချိန်မှာလည်းကျွန်တော်အိုးလေးဖွင့်ပြီးတော့မှုပေးရမယ်ဘောနော်။အောက်ကကျက်သွန်နီရဲ့အနှစ်တွေတူးသွားတတ်ပါတယ်။ရေလေးနဲ့တော်လေးခမ်းပြီးစီးလေးပြန်လာပြီဆိုလို့ရှိရင်တော့ကျက်သွန်တွေလေးစိတ်စိတ်ထားတာကိုထည့်ပြီးတော့ကျွန်တော်တို့ဖုံးအုပ်ပြီးပြန်နှက်ပါမယ်မိမိကျက်သွန်တွေလေးစိတ်မစိတ်ချင်ဘူးကျက်သွန်နီဦးသေးသေးလေးတွေသုံးနေတယ်ဆိုလို့ရှိရင်လည်းသုံးပြလို့ရပါတယ်ကဲအနည်းငယ်ရေခမ်းလာပြီးစီးပြန်လာပြီဆိုလို့ရှိရင်တော့ခုလိုမျိုးလေးမှုပေးနေရမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့တွေရေခမ်းပြီးတော့စီးပြန်ပြီးအနှစ်ကလေးဖြစ်လာမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့အနံလေးရမ်းမွေးပြီးတော့ရမ်းအောင်မစားလို့ကောင်းတဲ့ဝတ္တနီချက်လေးရပါပြီဒီနေ့လေးတိုင်းချက်စားကြည့်ပါအရမ်းစားလို့ကောင်းပါတယ်ချက်လည်းရမ်းလွယ်ကူပါတယ်ကြည့်ရှုအားပေးနေသူတို့တို့အတိုင်းကိုကျေးဇူးထူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးချမ်းတဲ့တက်တယ်ဆိုလို့ကျွန်တော် like share လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်အားလုံးဘိုင်ဘိုင်